ပညာဘူမိတက္ကသိုလ်သုတကမဂဝေသည် BA ဘတ်တုပါရရဏဒေသနာနိဗ္ဗာန်လမ်းပြတရားအရှင်သီလစာရမေးဖြေများဖတ်ကြားခြင်းအပိုင်း6မေဥပတိဝါယတိရရှိပြီးသောဇန်တရားကိုဖော်ပြပါဖြေဥပတိဝါယတိသည်ရူပဇန်၄ဆင့်အရူပဇန်၃ဆင့်ထိရရှိသည်အာကိဉ္စညာယတနာဇန်ဘာမှမရှိတော့တဲ့ပထမအရူပဇန်ကိုအာယုံပြုကျင့်သည့်အထိရရှိပြီဖြစ်သည်မေသမထကမ္မထံကျင့်စဉ်ကျင့်ပုံကိုရှင်းပြပါဖြေပထဝီကတိုင်းဖြင့်သမထကျင့်စဉ်တစ်ခုကိုကျင့်နေဆိုလျင်ပြုပြင်ထားတဲ့မြေလေးကိုအဝိုင်းတံလုပ်ပြီးမိမိ၏ရှေ့မှာတထောင်ထွာလောက်ဝေးတဲ့နေရာမှာထိုင်ရမည်အာယုံဆိုင်ပြီးမျက်လုံးဖွင့်ကြည့်လို့လွယ်လွယ်ကူကူနဲ့မြင်နိုင်တဲ့နေရာမှာပထဝီကတိုင်းဝန်းကိုချထားရမည်ချထားပြီးတဲ့အခါမှာမျက်လုံးနဲ့စိုက်ကြည့်ပြီးအဲ့ဒီကတိုင်းဝန်းကိုကြည့်ပြီးပထဝီဟုသင်ကျင်ရှုမှတ်ရမည်မေသမထကမ္မထံကျင့်စဉ်ကျင့်ပုံချင်းနှင့်ကျင့်ပုံချင်းကြောင့်နမိတ်များထင်ပုံကိုရှင်းပြပါဖြေ1ပထဝီကတိုင်းဝန်းကိုမျက်လုံးနဲ့ကြည့်စိတ်နဲ့မှတ်ပြီးနှလုံးသွင်းနေတာကိုပရိကမ္မနမိတ်ဟုခေါ်သည်2နောက်တစ်ဆင့်တက်လာတဲ့အခါမျက်စိနဲ့မကြည့်ပဲမျက်စိမှိတ်လျက်နှင့်အဲ့ဒီကတိုင်းဝန်းကြီးဟာစိတ်ထဲမှာထင်းသားကြီးပေါ်နေ၏ယင်းကိုဥက္ကဟနမိတ်ဟုခေါ်သည်3ဥက္ကဟနမိတ်ကိုဆွဆွဲမြဲမြဲထိမ့်သိမ့်ပြီးစိတ်ကိုတခြားရောက်မသွားအောင်လေ့ကျင့်ပေးနေမယ်ဆိုရင်ပရိပါကနမိတ်ဟုခေါ်ပါသည်မေဇန်တရားများရရှိလာပုံကိုရှင်းပြပါဖြေကတိုင်းဝန်းကိုကြည့်ပြီးအဖန်ဖန်ရှုပြီးပရိပါကနမိတ်ထင်လာပြီးနောက်စိတ်တွေကလည်းငြိမ်ကြသည်ထိုအချိန်မှာនិဝရဏတရားတွေလည်းလုံးဝမပေါ်တော့ပါပရိပါကနမိတ်ပေါ်မှာစိတ်ကလေးငြိမ်ကျသွားပြီဆိုရင်ပထမဇန်ရပြီဖြစ်သည်၅ပါးထင်ရှားလာသည်၁ဝိတက်စိတ်ကိုအာယုံပေါ်တင်ပေးခြင်းသဘော၂ဝိစာရစိတ်နှင့်အာယုံကွာမသွားအောင်ထိန်းပေးခြင်းသဘော၃ပီတိအဲ့ဒီအာယုံလေးပေါ်မှာစိတ်ကနှိမ့်ချိုက်နေခြင်းသဘော၄ဒုက္ခကိုယ်စိတ်နှစ်ပါးချမ်းသာနေခြင်းသဘော၅ဧကကတာစိတ်လေးသည်တနေရာထဲမှာငြိမ်နေခြင်းသဘောယင်းတို့ဖြစ်လာသည့်အခါမကောင်းတဲ့စိတ်ပူပန်တဲ့စိတ်တွေအကုသိုလ်စိတ်တွေလိုချင်တဲ့စိတ်တွေစသည်ဖြင့်စိတ်ရဲ့အညစ်အကြေးတွေဖြစ်တဲ့និဝရဏတွေလုံးဝကင်းစင်သွား၏ယင်းတို့ကင်းစင်သွားခြင်းကြောင့်ပီတိနှင့်ဒုက္ခဟာခန္ဓာကိုယ်တစ်ခုလုံးမှာတိမ့်နဲ့ဖြစ်လာသည်ယင်းကိုဝိဝေကစာပီတိဒုက္ခလို့ခေါ်သည်ဝိဝေကဆိုတာအကုသိုလ်တရားတွေကာမဂုဏ်အာယုန်တွေနဲ့ကင်းသွားပြီးရလာတဲ့ချမ်းသာဒုက္ခတစ်မျိုးဖြစ်သည်ယင်းချမ်းသာဒုက္ခရလာပြီးဆိုတဲ့အခါပထမဇန်ချမ်းသာလို့ခေါ်သည်မေဒုတိယဇန်ချမ်းသာရရှိပုံကိုရှင်းပြပါဖြေပထမဇန်ချမ်းသာခံစားလို့ဒုတိယဇန်အစဉ်တက်ချင်ပြီဆိုရင်အာယုံကိုစိတ်ပေါ်တင်ပေးသောဝိတက်အာယုံနှင့်စိတ်တွဲနေအောင်လုပ်ပေးတဲ့သဘောဝိစာရတို့ကိုကြော်လွှားပစ်ခြင်းနဲ့ဖယ်ရှားပစ်ခြင်းနဲ့ဆိုတဲ့ရည်ရွယ်ချက်နဲ့တမာတိစွမ်းအားကိုတိုးမြင့်လိုက်တဲ့အခါဝိတက်ဝိစာရနှစ်ခုကိုဖယ်ရှားလိုက်နိုင်သည်ပီတိဒုက္ခဧကကတာဒီသုံးမျိုးနဲ့နေတာကိုဒုတိယဇန်လို့ခေါ်သည်မေတတိယဇန်ချမ်းသာရရှိပုံကိုရှင်းပြပါဖြေပီတိဆိုတဲ့နှစ်ချိုက်မှုလေးဟာစိတ်ရဲ့လှုပ်ရှားမှုလေးတစ်ခုဖြစ်လို့တမာတိကိုအနှဲငယ်နှောက်ယှက်ပေးသည့်အတွက်သူ့ကိုမလိုချင်တော့ဘူးခန္ဓာကိုယ်ထဲမှာတိမ့်နေလှုပ်နေတာမကြိုက်ဘူးငြိမ်ချင်တယ်ဆိုပြီးတော့တမာတိစွမ်းအားကိုမြင့်လိုက်တဲ့အခါကျတော့ပီတိပေါ်မလာတော့ပဲခန္ဓာကိုယ်ကြီးတစ်ခုလုံးပေါ့ပါခြင်းဒုက္ခစိတ်တည်ငြိမ်ခြင်းဧကကတာဒီနှစ်ခုတည်းဖြစ်နေတာကိုတတိယဇန်လို့ခေါ်တယ်ပီတိကင်းတဲ့ဒုက္ခဖြစ်လို့နိပိတိကဒုက္ခလို့ခေါ်တယ်ပီတိမရှိတဲ့ဒုက္ခဟာအင်မတန်မှငြိမ်သက်၏မေစရုဒ္ဓဇန်ချမ်းသာရရှိပုံကိုရှင်းပြပါဖြေဒုက္ခဆိုတဲ့နေထိုင်ကောင်းတာလေးကိုခံစားမှုဟာထင်ရှားနေတဲ့အတွက်ကြောင့်တမာတိကိုနှောက်ယှက်သလိုဖြစ်နေ၏ဒါကြောင့်သူ့ကိုမလိုချင်လို့တမာတိစွမ်းအားကိုမြင့်တင်လိုက်သည့်အခါဒုက္ခဆိုတာပေါ်မလာပဲစိတ်ဟာလုံးဝငြိမ်သွား၏ထိုအခါဥပိ္ပခာရဲ့ဧကကတာရဲ့ဒီနှစ်ခုဖြစ်နေတာကိုစရုဒ္ဓဇန်လို့ခေါ်သည်မေအာကာသနိစယရဏဇန်ရရှိလာပုံကိုဥပမာနှင့်တကွရှင်းပြပါဖြေအရူပဇန်ကိုတက်ချင်ပြီဆိုရင်ဇန်အင်္ဂါတွေကိုကြော်ဖို့ရာမရှိတော့ပါဝေဒနာဆိုတာကြော်ပြစ်လို့မရဘူးဥပိ္ပခာဆိုတာအနည်းဆုံးရှိရမယ်တမာတိကိုလည်းကြော်ဖြတ်ဖယ်ရှားလို့မရဘူးကတိုင်းယုတ်ဆိုတာကိုဖယ်ရှားလိုက်ပြီးကတိုင်းယုတ်ကြီးကိုနှလုံးမသွင်းတော့ပဲထိုကတိုင်းကိုနှလုံးမသွင်းဖယ်ရှားလိုက်တဲ့အခါကွက်လက်လေးကျန်နေ၏ဥပမာစပွဲပေါ်မှာ
ထားတဲ့စာအုပ်ကလေးကိုဖယ်ရှားလိုက်မယ်ဆိုရင်စာအုပ်နေရာမှာကွက်လက်ကလေးဖြစ်သွား၏အဲ့ဒီကွက်လက်လေးကို space အာကာသလို့ခေါ်တယ်အဲ့ဒီကွက်လက်လေးသည်ဥပတ်ထီပင်မရှိပြည့်ညတ်သဘောဖြစ်တဲ့အတွက်ကြောင့်အဆုံးပိုင်းခြားမရှိသည့်အာကာသကိုပဲအာယုံပြု၏ရုပ်ကိုအာယုံမပြုတော့ပဲပြည့်ညတ်ဖြစ်သည့်အဲ့ဒီအာကာသကိုပဲအာယုံပြု၏အဲ့ဒီလိုအာကာသပြည့်ညတ်ကိုအာယုံပြုတော့ရုပ်ပိုင်းဆိုင်ရာဇာတ်တွေအကုန်လုံးကျော်လွှားသွား၏ကတိုင်းရုပ်လိုကြည့်နေရတဲ့အရာတွေမရှိတော့ပါလှုပ်ရှားတဲ့အရာတွေလုံးဝမရှိတော့ပါပို့ပြီးတော့ငြိမ်သက်သွားသည်အဲ့လိုငြိမ်သက်သွားတာကိုအာကာသနိစ္စယတနာဇံလို့ခေါ်သည်နေအရူပဇံများကို၎င်းတို့၏အာယုံများနှင့်တွဲဆက်ပြပါဟေအရူပဇံများနှင့်၎င်းတို့၏အာယုံများမှာအာကာသအာယုံအာကာသနိစ္စယတနာဇံပထမရူပဝိညာဉ်အာကာသကိုအာယုံပြုသည့်စိတ်ဝိညာနိစ္စယတနာဇံနတ္တိဘောပညတ်ပထမအရူပဇံရဲ့မရှိခြင်းအာကိဉ္စညာယတနာဇံ